the mic တင်တဲ့အားလုံးရဲ့စိတ်ထဲကိုဝင်ပြီးမုန်းတိုင်းနေတိုက်ငါဟာခေါ်ဟန်တော့ကလုံးဝကြောမခံပြော raw တောင်းချထားလိုက်ငါတော့ပြန်မင်းတို့အားလုံးမောပန်မြန်မာပြည်သား hey မြန်မာပြည်သားငါတို့ပဲရောက်ကြပြည်သားပြောနေတဲ့ပြည်သူသားတနာတဲ့ငါနဲ့ဟာရဲ့လူတမ်းပေါင်းများစွာကြားမယ်ဒါရှစ်တောင်အာရှရဲ့သူရဲ့ကောင်းတွေကစားပွဲအယောင်နဲ့ပြည့်နောက်ဆက်တဲ့ရှင်းစိတ်ချက်နဲ့ပြည့်တဲ့ချင်းပွဲလမ်းနဲ့အားလုံးတွေထဲမှာတွေ့တဲ့နိုင်ငံအားပေးပရိသတ်ကပုံစံကုန်ရင်ပါတဲ့လက်တောင်ချမ်းပြတဲ့တောက်ပြတဲ့လုံးထိတ်တိုင်းကိုတွေ့တဲ့ဘွာဒါနေနဲ့ညညီညူတဲ့ညစိတ်တိုင်းကိုတည်းလဲပါငါရေးတဲ့စာသားပြီးသူမှကြွငိမ့်ငိမ့်လို့ဆွေးမဲ့စာသားတည်းလဲပါငါကြည့်သူတန်ကြလူငယ်ရင်ကြည့်သူပြန်လာဒီလာမင်းကြည့်သူခံစားရွှေရောင်ကောင်းကင်အောင်လာလွင်တင်ကပါကိုပြချင်တဲ့မာတွေရဲ့ပွင့်မြမတဲ့စိတ်နဲ့ကြုံလာလိုက်တဲ့မုန်းကြပေးဖဲလာကြိုးစားကြမယ်